မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေညီကိုမောင်နှမတွေကိုစိုးချမ်း2019တိုင်ခွက်လေးကိုကားမပါဘဲနဲ့ကီလိုမီတာပါဟာဝါလက်တံသုံးပြီးတော့မှကီလိုအတက်ကြကိုစမ်းသပ်ပြမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့တိုင်ခွက်နောက်ကျောမှာတော့အခုလိုမျိုးစာသားလေးနဲ့တိုင်ခွက်ရဲ့ model နံပါတ်တွေပါပါတယ်ခင်ဗျာပင်ကွန်နတာ socket က3ခုပါပါတယ်ခင်ဗျာဒီတိုင်ခွက်လေးကကျွန်တော်ကိုကီလိုပြုပြင်ဖို့အတွက်ပို့ပေးလာတဲ့တိုင်ခွက်လေးဖြစ်ပါတယ်ခင်ဗျာကြုံကြိုက်လို့ကာနီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုထည့်ပြီးတော့မှကျွန်တော်မိတ်ဆွေတွေအသိပညာဘုဟုတုတရဖို့အတွက်တခါတည်းမျှဝေပေးလိုက်တာပါခင်ဗျာကျွန်တော်ဒီဗီဒီယိုလေးကိုရိုက်ပြီးတော့မှကာနီးပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုမျှဝေလာတာ126ပုတ်ရှိပါပြီခင်ဗျာကျွန်တော်မိတ်ဆွေတွေအနေနဲ့ကာနီးပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကို TikTok, YouTube, Facebook မှာလေ့လာလို့ရပါတယ်ခင်ဗျာကာနီးပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုရှာမယ်ဆိုလို့ရှိရင် BFBN ကာနောလေးဆိုပြီးတော့မှရိုက်ရှာလိုက်ပါခင်ဗျာဒါဆိုရင်ကာနီးပညာနဲ့ပတ်သက်တဲ့ဗီဒီယို100ကျော်ကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီကာနီးပညာနဲ့ပတ်သက်တဲ့ဗီဒီယိုအပုတ်ပေါင်း100ကျော်ကိုကျွန်တော်ရိုက်ကူးတဲ့အချိန်မျိုးမှာလည်းကျွန်တော်မှာအခက်အခဲတွေအများကြီးရှိပါတယ်ဒီဗီဒီယိုပုတ်ပေါင်း100ကျော်နဲ့နီးပညာရသွားတဲ့သူတွေလည်းမြောက်များစွာရှိထားပါတယ်ခင်ဗျာကျွန်တော်မိတ်ဆွေတွေအနေနဲ့ကျွန်တော်ရဲ့ဗီဒီယို channel တွေကို subscribe follow လုပ်ပြီးတော့မှလေ့လာလို့ရပါတယ်ခင်ဗျာဒီစိုးချမ်းတိုင်ခွက်တွေမှာရတော့သူကရတော့ကျွန်တော်တို့ဒီမော်တာကကျွန်တော်တို့၄လုံးပါတယ်မော်တာ၄လုံးပါတယ်ဒါကတော့ပထမတော့ကျွန်တော်ဒီ pointer လေးထောက်ထားတာပေါ့နော် pointer လေးထောက်ထားတာတော့ကျွန်တော်တို့Heatgate ပေါ့နော် Heatgate motor ဖြစ်တယ်ဒီမှာကတော့ကျွန်တော်တို့အလဲကတော့ပုံမှန်တိုင်းကီလိုမီတာပါဟာဝါဒါလည်းကီလိုမီတာပါဟာဝါရဲ့မော်တာပဲဒီဘက်မှာရတော့ကျွန်တော်တို့ဒီမှာပြထားတဲ့ခုံလေးရတော့နော်ဒီ engine ရဲ့ RPM နော် engine ရဲ့ RPM ဒီမှာဒီကောင်ကရတော့ engine ရဲ့ RPM ဒီဘက်မှာရတော့ကျွန်တော်တို့ Seagate ပါမယ်အဲကျွန်တော်ဒီတိုင်ခွက်မှာရတော့ကျွန်တော်တို့ connector ရတော့ socket connector ရတော့ကျွန်တော်တို့3ခုပါတယ်နော်ဒီမှာကျွန်တော် pointer လေးဝိုင်းပြထားတယ်ဒီဘက်မှာ pin number 1နေပြီးတော့မှ6ထိပါတယ်ဒီဘက်မှာရတော့10ကနေပြီးတော့မှ20ပါတယ်ဒါရတော့ socket ကတစ်ခုဒါရတော့ကျွန်တော်တို့ဒီ Heatgate နဲ့တခြားသောမီဒီအတွက်သူကပေးထားတာပေါ့နော်ဒီအလဲထဲမှာရတော့ကျွန်တော်တို့ pin number 1နေပြီးတော့မှ10ပါမယ်17ကနေပြီးတော့မှ20ပါတယ်ဒါရတော့ကီလိုမီတာပါဟာဝါလက်တံနဲ့တခြားသောမီးတွေအတွက်ပေါ့နော်ဒီဘက်မှာရတော့ကျွန်တော်တို့ engine ရဲ့ RPM နဲ့ Seagate အတွက်သူက pin number က1နေပြီးတော့မှခွန်ထိပါတယ်8ကနေပြီးတော့မှ18ထိပါတယ်ဒီမှာရတော့ဒီတိုင်ခွက်မှာရတော့ထူးခြားတာရတော့ socket က3ခုပါတယ်နော်ဒါလည်းကျွန်တော်တို့မိတ်ဆွေတွေအနေနဲ့အကြမ်းမြင်သိထားမှာဖြစ်ပါတယ်တိုင်ခွက်ရှေ့ကနေပြီးတော့မှမြင်နေရတဲ့အနေထားလေးပေါ့အဲ့ဒါဆိုလို့ရှိရင်ဒီတိုင်ခွက်ကိုနောက်ပြန်ပြီးတော့မှပြန်လှန်ကြည့်လိုက်မယ်။နောက်ဒီလိုလေးပြန်လှန်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာကျွန်တော်စောစောရှိမှပြခဲ့တဲ့ socket ကတစ်ခုเนาะဒီမှာတစ်ခုဒီမှာတစ်ခုအဲကြတော့ကျွန်တော်တို့တိုင်ခွက်ပင်ကွန်ဒတာရတော့ကျွန်တော်တို့ socket က3ခုလာတာဖြစ်ပါတယ်เนาะအဲကြတော့ကျွန်တော်မိတ်ဆွေတွေအနေနဲ့ဒီထဲကနေပြီးတော့မှကျွန်တော်တို့ဒီကီလိုမီတာပါဟာဝါလက်တံနဲ့ speed sensor ကိုရှာပြီးတော့မှတိုင်ခွက်ကိုမောင်းပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကအဓိကရတော့ကျွန်တော်တို့ကီလိုမီတာပါဟာဝါပေါ့နော်ဒီကကီလိုမီတာပါဟာဝါကိုကျွန်တော်တို့က speed sensor နဲ့မောင်းမှာဖြစ်ပါတယ်မောင်းမှာဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့ပင်1နေပြီးတော့မှ10ပါတယ်ပြီးလို့ရှိရင်ပင်17ကနေပြီးတော့မှ20ပါတယ်ပင် connector ရတော့စုစုပေါင်း20ပါတယ်number 1 pin နဲ့ number 3 pin ရတော့ကျွန်တော်တို့ ignition နဲ့ battery power supply ကြိုကျွေးရမှာဖြစ်ပါတယ် number 2 pin ရတော့ကျွန်တော်တို့ ground ကြိုကျွေးရမယ် number 9 pin ရတော့ကျွန်တော်တို့ speed sensor ကျွေးပြီးတော့မှမောင်းရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီ pin အောင်နဲ့ပတ်သက်ပြီးတော့မှမျှဝေပေးတာပေါ့နော်ကျွန်တော်တို့လည်းဒီတိုင်ခွက်ကနေပြီးတော့မှနော်ခက်ခက်စစ်ရှာထားတဲ့အရာလေးတွေကိုကျွန်တော်မိတ်ဆွေတွေကိုလွယ်လင်းတကူစမ်းဖို့အတွက်မျှဝေပေးတာဖြစ်တယ်တကယ်လို့ကျွန်တော်ဗီဒီယိုကြည့်လိုက်လို့မရှင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့စီမှာနော်ဒီကိုလုတ်ရှင်တဲ့တိုင်ခွက်နဲ့ပတ်သက်ပြီးတော့မှပင်အောင်လေးကို
ပင်အောင်လေးတွေလည်းရောင်းပေးတာဖြစ်ပါတယ်တကယ်လို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကိုဆက်သွယ်ပေးလို့ရပါတယ်ခင်ဗျာ test drive လုပ်ပြမှာဖြစ်ပါတယ် test drive လုပ်ဖို့အတွက်ဒီမှာကျွန်တော်တို့ power box သုံးထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ DC power supply သုံးထားတယ်ဒီမှာရတော့ကျွန်တော်တို့အခုစောစောပြခဲ့တဲ့ဆိုဂျန်2019ဒိုင်ကွက်လေးသုံးထားတယ်ပြီးရင် auto signal generator သုံးထားတယ်အဲကြောင့်ကျွန်တော်တို့ကသတ်မှတ်ကီလိုက65,329ကီလိုမီတာရှိတယ်အဲ့ဒါဆိုရင်စပြီးတော့မှကျွန်တော်တို့မောင်းဆန်ကြည့်မယ်ဒါတော့ကျွန်တော်20နဲ့မောင်းနေရပါလေကျွန်တော်80လောက်နဲ့မောင်းကြည့်မယ်တော့ဒါကတော့80နဲ့မောင်းထားဖြစ်ပါတယ်။ကျွန်တော်80နဲ့မောင်းထားတဲ့အချိန်တော်တွင်းမှာပဲ65,329ကနေပြီးတော့မှ28ကိုပြောင်းသွားပြီ။အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့သူ့ရဲ့ဒီသတ်မှတ်ထားတဲ့ကီလိုမီတာပါဟာဝါက160ဒီမောင်းလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်160ဒီမောင်းကြည့်မယ်။ဒါကတော့160နဲ့မောင်းထားတာပါမိနစ်နဲ့ငယ်စောင့်ကြည့်မယ်65,328ကနေပြီးတော့မှကီလိုအပြောင်းလဲဖြစ်မဖြစ်စောင့်မယ်အောက်မှာလဲကျွန်တော်တို့ဒီကနန်းနံပါတ်လေးတွေတွားနေတာကိုတွေ့ရပါလိမ့်မယ်အဲ့ဆိုပြောင်းသွားပြီ65,329ကီလိုမီတာပြောင်းသွားဖြစ်ပါတယ်နောက်ထပ်မိနစ်နဲ့ငယ်ထပ်စောင့်မယ်အခုဆိုရင်65,330ကီလိုမီတာပြောင်းသွားတာဖြစ်ပါတယ်ခင်ဗျာ160နဲ့ကီလိုမီတာပါဟာဝါ160နဲ့မောင်းနေတာပေါ့လေဒီလိုမောင်းနေတဲ့အချိန်ခါမျိုးမှာကျွန်တော်တို့ကတော့ကိုပိတ်လိုက်မယ်ပါဝါအော့လိုက်မယ်ပေါ့နော်ပါဝါအော့လိုက်ပြီဆိုရင်လည်းဒီကောင်ရက်သွားမယ်เนาะအဲ့ဆိုလို့ချင်းသူ့ရဲ့ RPM ကိုလည်းအော့ပြလိုက်မယ်เนาะအဲ့ကြတော့ပါဝါပြန်ဖွင့်ကြည့်မယ်ပါဝါပြန်ဖွင့်ပြီဆိုတာနဲ့ဟာလားကီလိုမီတာလက်ရှိကီလိုမီတာ65,069ကီလိုမီတာပြီးရင် RPM ကကျွန်တော်တို့160နဲ့မောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုပါဝါပြန်အောင်ပြီးတော့မှပြန်ပြီးတော့မှမောင်းခိုင်းလိုက်မယ်ဒါဆိုလို့ရှိရင်ဒါကောင်းတယ်လို့ယူဆတာပေါ့နော်အောက်မှာလည်းဒါကီလိုမီတာတွားတယ်ဆိုတော့လေကျွန်တော်စုံမျိုးပါခင်ဗျာကားနီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုonline ကနေပြီးတော့မှမျှဝေပေးနေသူတယောက်လည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူနောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါစို့ခင်ဗျာ